အသက်40ကျော်ကလေးကဆေးရုံနဲ့ဆေးကန်းကိုအိမ်ဦးနဲ့ကျန်းပြစ်လို့သွားနေရတဲ့သူတွေရှိလားအဲ့ဒီပြောထားတဲ့ဗီဒီယိုဖိုင်လေးအောက်မှာညီမလေးကမမပြောလက္ခဏာတွေဖြစ်နေပါတယ်တဲ့အဲ့တော့ဒီလိုမျိုးဘဝတူအမျိုးသမီးတွေဆေးရုံဆေးကန်းပြတယ်အခုခလာအယိုးကြောင့်မလို့ပြလိုက်ရတယ်အယိုးပွားတယ်အယိုးပါလို့ပြလိုက်ရတယ်ခဏနေခေါင်းတွေမူတာအဲ့လိုမျိုးတွေဖြစ်တယ်နောက်တစ်ခုကကျနောက်တစ်ယောက်ကကျတော့ပူလိုက်ချမ်းလိုက်တွေဖြစ်တယ်နောက်ပြီးတော့ပိုဆိုးတာကစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာတော့တာပဲဖြည်းဖြည်းချင်းနဲ့ဒီအကျိုးမီးရလက္ခဏာတွေယာတိမှန်တာတွေတချို့ကပြတယ်တချို့ကျတော့လေဒီအယိုးနဲ့ပတ်သက်ပြီးတော့အယွတ်တွေပေါ့နော်အယွတ်တွေရောင်တာမျိုးတွေနောက်ပြီးတော့အယိုးတွေပွားတာတွေအယိုးပါတာတွေပူလွယ်ချမ်းလွယ်တာတွေခေါင်းမူခေါင်းကိုက်ဖြစ်တာတွေအစရှိသဖြင့်ပေါ့နော်နာမည်တက်လို့မရတဲ့အသက်40ကျော်ပြီဆိုရင်နာမည်တက်လို့မရတဲ့ယောဂတွေကိုမီးရပြဿနာမီးရဝေဒနာလို့ခေါ်တယ်အဲ့ဟာတွေကိုလက်မခံကျင်တဲ့လူကတော့အနာနဲ့စီမတွေ့ဘူးပေါ့နော်လက်ခံကျင်တဲ့လူတွေကတော့မသက်တော့လက်ခံတယ်လက်ခံတဲ့အခါမှာဒါတွေဖြစ်တယ်မသက်ဆွေပူပြီးဆိုလဲအရန်ကိုပူတာအဲကုန်းကို16ထိဖွင့်လဲပူတယ်အေးပြီဆိုရင်လဲလေအိမ်ရှိသမျှဆောင်အကုန်ထပ်မရဘူးကခိုက်တုံးနေအဲ့ဘယ်တော့မှဖြစ်ခံဆို40တနေ့ကျော်ရဲ့ပြီးတော့ကျွန်တော်မသက်ကဒီငကိုတွေကမှစိတ်ဆက်တဲ့လူကိုမှစိတ်တွေအရန်တိုးလာတယ်တခုခုဆိုရင်မျက်ရည်တွေအရန်လွဲလာတယ်ငိုတယ်နေ့စဉ်နဲ့မျှအကြောင်းရှာပြီးတော့ငိုတယ်အဲ့တော့မသက်မျိုးသားအသိခံနိုင်ပြီကိုပင်မလာပြီလေနော်တလအတွင်းမှာကိုဖြစ်တာတွေကိုပြန်ဆန်းစစ်ပြီးတော့ဟော်မုန်းဖြစ်ဆက်စာတောက်လိုက်တယ်ဒီကိုကဟော်မုန်းအားနေနေတဲ့အချိန်မှာဟော်မုန်းထုတ်လို့မှုအားနေနေတဲ့အချိန်မှာဒီလိုမျိုးဟော်မုန်းဖြစ်ဆက်စာကိုတောက်တဲ့အခါမှာလုံးဝကိုအနာနယ်စိတ်ကွက်တိဖြစ်ပြီးတော့လုံးဝတောက်ပြီးတော့15ရက်20အတွင်းမှာဒီငုံနေတဲ့ຢာတီကလည်းပြန်ပေါ်တယ်40နှစ်ကျော်ဆိုတော့လေနော်နောက်တော့ဒီဖြစ်နေတဲ့လက္ခဏာတွေကလည်းတလအတွင်းတက်တာသွားတယ်အဲ့ခါမှာမသက်ဒါဆိုရင်ငါခန္ဓာကိုယ်မှာဟော်မုန်းတွေအားနေနေတာတေးကြပြီဆိုပြီးတော့မသက်ကဒါလေးကိုအမြဲတမ်းကိုတောက်တယ်အမြဲတမ်းတောက်တယ်အဲ့တော့ဒီလိုမျိုးမသက်လိုမျိုးဖြစ်တဲ့သူတွေဆိုရင်တော့ဒါလေးကိုတောက်ပါဒါသဘာဝအပင်တွေကနေရတဲ့ပစ္စည်းနဲ့ထုတ်လုပ်ထားတာမို့လို့ဘေးရွက်ဆိုကြိုးလည်းမရှိဘဲနဲ့ဒီပေါ့နော်ကိုအသားရည်တွေတင်းရင်လာတယ်ကိုကျန်းမာတဲ့အပြင်ပေါ့နော်နောက်ဆက်တွဲကောင်းကျိုးလေးတွေစပင်းတွေကျွတ်တာတွေတက်တာလာတယ်နောက်ပြီးတော့အရေးအကြောင်းလေးတွေတက်တာသွားတယ်သူကငါးကြီးစီပါဝင်တယ်လေငါးကြီးစီပါဝင်တဲ့ခါကျကော်လာဂျင်တက်ကလေးတွေရောရတယ်ဒါကြောင့်မို့လို့ပေါ့နော်ဒီဆေးရုံဆေးကန်းကိုနာမည်မျိုးစုံနဲ့ယောဂမျိုးစုံနာမည်တက်ပြီးတော့သွားပေမဲ့ဒါကူးလိုက်ရင်ဟိုဟာဖြစ်ဟိုဟာကူးလိုက်ရင်ဒါဖြစ်နေတဲ့သူတွေအမျိုးသမီးတွေဆေးရုံဆေးကန်းကိုအိမ်ဦးနဲ့ကျန်းမြန်သွားတဲ့အမျိုးသမီးတွေဟော်မုန်းဖြစ်ဆက်စာကိုတောက်ကြည့်ပါနော်တောက်တဲ့ခါမှာလုံးဝကိုယောဂနုတယ်ဆိုရင်တော့တစ်လအတွင်းသိတာမယ်ယောဂရင်းနေဆိုရင်တော့3လအတွင်းသိတာပါမယ်ရှင်တကယ်လို့မှားယူခြင်းနေဆိုရင်တော့ပြထားတဲ့နေရာလေးကသို့မဟုတ်တော်တော်ချက်ပေါက်